လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစိုက်ခင်းတွေနဲ့တစ်တီရှန်တွေပေါ်များလာတဲ့ကျွဲဝါးတဲ့နိုင်ငံလေးတစ်ခုရှိခဲ့ပါတယ်။အထူးသဖြင့်နန်းတော်တွင်ကဖရဲစိုက်ခင်းဟာဆိုရင်တပြည်လုံးမှာအချို့ဆုံးဖြစ်တယ်လို့နာမည်ကြီးပါတယ်။ဒီဖရဲစိုက်ခင်းကိုကူမန်လို့ခေါ်တဲ့ကျွန်းတူကပဲအဓိကထားပြီးဆောက်ရှောက်လုပ်ကန်ရပါတယ်။သူဟာအရန်ကိုရိုးသားကြိုးစားပြီးတော့ဖရဲသီးတွေကိုအသီးများအောင်စိုက်ပျိုးတတ်သူပါ။သူရဲ့ဖရဲသီးတွေကအရန်ချိုရဲဆိုတဲ့တဲ့ဟာမြို့သားမင်းရဲ့နားထဲကိုတောင်ရောက်သွားခဲ့ပါတယ်။မြို့သားမင်းကကူမန်စိုက်ပျိုးတဲ့ဖရဲသီးတွေကိုအရန်နှစ်သက်လို့ဆုရှိမြင့်ပြီးနန်းတော်မှာခစားခွင့်ပေးခဲ့ပါတယ်။ဒီနေ့ကစပြီးမင်းကတာမန်ကျွန်းတယောက်မဟုတ်တော့ဘူး။မင်းကငါ့ကိုရောမင်းရဲ့ဖရဲစိုက်ခင်ကိုပါအရင်ကတည်းကပို့ကောင်းအောင်ဂရုစိုက်ရမယ်တာဝန်ရှိသူပဲ။ကျေးဇူးအထူးကြီးမားလာပါတယ်အရှင်။ကျွန်တော်အတွက်တော့ဖုံးကန်ကြီးမြတ်ခြင်းပဲဖြစ်ပါတယ်ဖေဟာ။ယာရုကုန်တည်းရဲ့အနေငယ်ရလာတဲ့အခါမှာတော့ကူမန်ဟာမှန်မှုပြီးကိုထင်ပေါ်လာပါတယ်။မျိုးသားမင်းရဲ့အချစ်တော်ဖြစ်လာတာကလည်းတခြားသူတွေထက်တာလွန်လို့ထင်မြင်လာခဲ့ပါတယ်။အချိန်ကြာလာတဲ့အမျှကူမန်ဟာနန်းတော်တွင်ကတခြားလူတွေအပေါ်ရိုင်းဆိုင်စွာပြုတ်မှုလာခဲ့ပါတယ်။တစုံတယောက်နဲ့ရန်ဖြစ်တဲ့အခါတိုင်းမြို့သားမင်းကိုအကာအကွယ်ယူပြီးသူ့ရဲ့ရန်ဘက်ကိုချိန်ချောက်လေးရှိပါတယ်။မင်းကမြို့သားမင်းရဲ့အချစ်တော်ဖြစ်လို့ဘသူ့ကိုမဆိုအနိုင်ကျင့်လို့ရတယ်မထင်လိုက်နဲ့။ဒါနဲ့မင်းကငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ။လောက်ကြည့်လေမင်းလိုအောက်တန်းစားကြုံရဲ့စကားကိုဘသူကနားထောင်ပါလဲ။ဒီလိုလူမျိုးနဲ့အချိန်မဖြုံးပါနဲ့တော့လာပါကျွန်တော်စကားကိုယုံပါ။ကူမန်ဟာမြို့သားမင်းရဲ့အချစ်တော်ဖြစ်မှန်သိကြတဲ့အတွက်သူ့ကိုဘယ်သူမှပြန်မပြောဝန်းကြပါဘူး။နောက်ဆုံးတော့ကျွန်တော်ရောက်ဟာမြို့သားမင်းနဲ့အနောက်ရှက်မဖြစ်ရှင်တဲ့အတွက်လက်လျှော့လိုက်ရပါတယ်။ဒီလိုနဲ့ဒီနေ့မှာတော့ကူမန်ဟာအကြံကြီးတစ်ခုစဉ်းစားမိပါတယ်။သူဟာတာမန်ကျွန်းတယောက်မဟုတ်ဘူးဆိုရင်ဒီနိုင်ငံကဘလောက်တောင်စီပန်လာမလဲ။ဖရဲစိုက်ခင်တဲ့တစ်ခုရဲ့နဲ့တင်သူဟာအချစ်တော်ဖြစ်လာပြီးထူးချွန်နိုင်ခဲ့တာပဲ။တနေ့ကျမြို့သားမင်းဖြစ်လာမယ်ဆိုရင်တော့လူတွေဟာသူ့ရဲ့ဩဇာကိုပိုပြီးကြောက်ရွံ့လေးစားကြလိမ့်မယ်လို့တွေးမိပါတယ်။ဒီလိုမကောင်းတဲ့ပုံကံစိတ်တွေဝင်လာပြီးသူဟာတညမှာမြို့သားမင်းရဲ့အိတ်ဆောင်တွေကိုခိုးဝင်ခဲ့ပါတယ်။ယာရုအမြင့်ဆုံးလူချင်းစိတ်ကြောင့်မြို့သားမင်းကိုလှုပ်ကြံပြီးမြို့ကိုသိမ်းပိုက်ဖို့ကြံစည်ခဲ့ပါတယ်။ဘာကြောင့်ငါကျွန်းအဖြစ်နဲ့ပဲနေရမှာလဲ။ငါသာအုပ်ချုပ်သူဖြစ်လာမယ်ဆိုရင်ဒီမျိုးကမင်းအုပ်ချုပ်တာထက်တောင်ပိုပြီးကြီးကျယ်ခမ်းနားလာလိမ့်မယ်။ကူမန်ကအတန်တူတူနဲ့လောကကြီးကိုပြောလိုက်ပါတယ်။သူကမြို့သားမင်းကိုနောက်ဆုံးအချိန်လှောင်ပြောင်တဲ့အချင်းနဲ့ကြည့်ပြီးအသက်ပါသွားအောင်တပ်ပစ်ခဲ့ပါတယ်။ပြီးတော့သူကဘယင်ကူမန်အဖြစ်သူ့ကိုယ်သူနောက်ဆက်ခံတဲ့မြို့သားမင်းအဖြစ်ကြေညာခဲ့ပါတယ်။အစပိုင်းမှာတော့ပြည်သူတွေဟာအံ့ဩကြောင်ရွံ့စိတ်တွေကြောင့်လက်ခံခဲ့လိုက်ရပါတယ်။ဘာလို့လဲဆိုတော့ကန့်ကွက်သူမှန်သမျှကိုစစ်မေးခြင်းမရှိပဲတေရန်ပေးခဲ့လို့ပါပဲ။မြို့ဟာစူပူအုံကြွမှုတွေနဲ့ပြည့်နှက်ပြီးအကြမ်းဖက်မှုတွေနဲ့အုပ်ချုပ်ခံကြရလို့ပြည်သူတွေဒုက္ခရောက်လာကြပါတယ်။ဒီနေ့မှာတော့ကူမန်ဟာနန်းတော်ပတ်ဝန်းကျင်ကိုကြည့်ရင်ထက်မြက်ပြီးစကားပြောကောင်းတဲ့ပညာရှိတူဦးလို့ထင်ရတဲ့မူးမတ်တူကိုမြင်လိုက်ရပါတယ်။ဒီလိုလူတော်လူကောင်းမျိုးဟာနောက်တစ်ချိန်မှသူ့အတွက်ဘေးရန်တွေဖြစ်လာနိုင်တယ်လို့ရုတ်တရက်သတိရလိုက်ပါတယ်။အရင်မြို့သားမင်းသူလုပ်ခဲ့တယ်လို့ဒီနေ့သူ့ကိုပြန်လုပ်လာမှကိုကြောက်ရွံ့စိုးရင်လာတဲ့အတွက်ကူမန်ဟာစစ်တီတွေနဲ့အစီခံတွေအားလုံးကိုအမိန့်ပေးလိုက်ပါတယ်။ထက်မြက်ပြီးစကားပြောကောင်းတဲ့ဒါမှမဟုတ်အရေးရှင်ရှိရဲ့ပုံပေါက်နေတဲ့သူမှန်သမျှကိုအကုန်တက်ပြစ်ကြငါအမေကိုမနာခံတဲ့သူလဲကိုမြတ်ချင်းခံရမယ်ရက်သက်တပတ်တွေတစ်ခုပြီးတစ်ခုကောင်းလာတဲ့အခါမှာတော့မူမတ်ပညာရှင်ဆရာသမားတွေအကုန်လုံးအသက်ခံရပါတယ်တချိန်ကလူတော်တွေနဲ့ပြည့်နေတဲ့ဒီမျိုးဟာမစင်စားမပြောရဲဘာမှမလုပ်ရတဲ့လူအားတချို့ပဲကြံနေပါတော့တယ်ဘာလို့လဲဆိုတော့တေတံကိုကြောက်လို့ပါမကြခင်မှာပဲတချိန်ကကျွဲဝရှမ်းသာခဲ့တဲ့နိုင်ငံဟာပျက်စီးယိုယွင်းလာပါတယ်ဘယ်သူမှစိုက်ပျိုးနည်းကိုမသိတော့ပါဘူးကုန်သွယ်မှုကိုလည်းနားမလည်တော့ပါဘူးနွေရာသီမှာရေလောင်ကန်ဆောက်ဖို့တောင်မသိကြတော့ပါဘူးပြည်သူတွေဟာငတ်မွတ်ဒုက္ခရောက်ပြီးမြို့တွေကနေထွက်ပြေးခဲ့ကြပါတယ်တချိန်ကငြိမ်းချမ်းပြီးအပြုံးတွေရှိခဲ့တဲ့မြို့ဟာအခုတော့ဘေးရန်နေနဲ့ပျက်စီးခြင်းပဲရှိပါတော့တယ်ဒါပေမဲ့ဘယင်ကူမန်ဟာနောင်တမရပါဘူးသူကမြို့ကိုပြန်လဲကျွဲဝရှမ်းသာအောင်လုပ်ဖို့အတွက်အနီးနားမြို့တွေကိုတိုက်ခတ်ပြီးလူရက်ဖို့သာစဉ်းစားခဲ့ပါတယ်။ဒါ
ဒါကြောင့်သူကအနီးနားမျိုးကိုစစ်ချီသွားပါတယ်။မင်းတို့အားလုံးတေချာနားထောင်ငါတို့အနိုင်ရမှဖြစ်မယ်။သူတို့ကိုတိုက်ခိုက်ပြီးသူတို့ရဲ့ပစ္စည်းဥစ္စာတွေအကုန်သိမ်းယူပြရမယ်။ဒါပေမဲ့ချမ်းမြတ်တဲ့မူမတ်တွေနဲ့စစ်ပွဲမှာကျွမ်းကျင်တဲ့စစ်သူကြီးတွေအကောင်တေရန်ပေးခံခဲ့ရလို့သူရဲ့စစ်တပ်ဟာဉာဏ်ပညာမဲ့နေပါတယ်။ကိုမန်ကိုရန်ကလည်းအကြံပေးမဲ့သူမရှိလို့စစ်ဗျူဟာကိုမသိစစ်တိုက်နည်းကိုနားမလည်ပါဘူး။စစ်တပ်ဟာပြင်းပြင်းထန်ထန်ရှုံးနိမ့်ခဲ့ရပြီးပတ်လည်မှာရန်သူတွေပုံများလာပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့မျိုးကိုရန်သူတွေကဝိုင်းရံခဲ့ပြီးအစားတောက်သုံးရည်တွေမရှိတော့ပါဘူး။ပြည်သူတွေဟာအသက်ဘေးကနေထွက်ပြေးကြရပြီးလမ်းတွေပေါ်မှာတောင်းရမ်းစားတောက်နေရပါတယ်။ဘရင်ကူမန်ဟာမြို့ပြကြီးတွေကနေတောထဲကိုထွက်ပြေးခဲ့ရပြီးဘာမှမကြံခဲ့ပါဘူး။သူတည်ဆုံးခါနီးမှာနောက်ဆုံးစားစရာအဖြစ်ဖျက်သီးတစ်လုံးသာယူလာနိုင်ခဲ့ပါတယ်။ပြီးတော့သူကသူ့ကိုယ်သူပြောလိုက်ပါတယ်။အရင်တုန်းကငါတခြားသူတွေပျော်ပျော်ရွှင်ရွှင်နဲ့စားဖို့ဖျက်သီးတွေစိုက်ခဲ့တာ။ဒါပေမဲ့ဒီနေ့မှာတော့ငါရဲ့ဖျက်သီးတွေကဘလို့မှမရှိတော့ဘူး။ကိုမန်ရဲ့စကြောင်ဟာကိုကျင့်တရားကင်းမဲ့ပြီးအခြားသူတွေကိုမထီမဲ့မြင်ပြတဲ့မာနထောင်လွှားမှုနဲ့အာဏာကိုလောဘတကြီးတတ်မှတ်မှုရဲ့ဘေးရန်တွေကိုရှင်းရှင်းလင်းလင်းပြသနေတဲ့သတိပေးချက်တစ်ခုပဲဖြစ်ပါတယ်။အစပိုင်းမှာတော့ကိုမန်ဟာရိုးသားပြီးစ조사တဲ့ကျွန်ဖြစ်ခဲ့ပြီးဖျက်သီးစိုက်ပျိုးနိုင်မှုကြောင့်ချီးကျူးခံခဲ့ရပါတယ်။ဒါပေမဲ့ရာထူးတွေရလာတဲ့အခါမှာတော့သူဟာသူ့ဘဝသူမိလျော်ပြီးမြို့သားမင်းရဲ့ချစ်ခင်မှုနဲ့အခြားသူတွေကိုနိုင်ထက်စီးနှင်းလုပ်ဖို့အသုံးချခဲ့ပါတယ်။တင်းငယ်တဲ့အောင်မြင်မှုတစ်ခုကသူ့ကိုမာနကြီးစေပြီးချုပ်တည်မှုကင်းမဲ့စေပါတယ်။ဒါကသူ့ရဲ့ကျေးဇူးရှင်ကိုလှုပ်ကြံမှုပုံကံမှုစီဥတီလာစေပါတယ်။သူ့ရဲ့လောဘကသူ့ရဲ့တစ္ဆာရှိစိတ်နဲ့ကျေးဇူးတည်တဲ့စိတ်ကိုလုံးဝဖျက်ဆီးပြလိုက်ပါတယ်။ကိုမန်ဘရင်ဖြစ်လာတဲ့အခါမှာတော့သူဟာမြို့သားမင်းကိုလှုပ်ခဲ့တယ်လို့သူ့ကိုတစုံတစ်ယောက်ကလုံမကြောက်တဲ့အတွက်စိုးရိမ်စိတ်နဲ့ညံမဲ့စွာအုပ်ချုပ်ခဲ့ပါတယ်။သူဟာပညာရှင်တွေနဲ့အရေးရှင်ရှိတဲ့သူတွေကိုအကုန်တပ်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါကပဲမြို့ရဲ့အရေးကြီးတဲ့အရှိခံအုံမြစ်ကိုဖျက်ဆီးပစ်လိုက်တာပါပဲ။ရန်သူဖြစ်လာမှကိုကြောက်လို့လူတော်တွေကိုဖယ်ရှားတာဟာကိုဖျက်ဆီးတဲ့အပြုအမူပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့မြို့ဟာပညာရှင်တွေနဲ့ကျွမ်းကျင်သူတွေသာမရှိရင်တိုးတက်ပြောင်းလဲဖို့ဒါမှမဟုတ်ပြဿနာတွေကိုဖြေရှင်းဖို့မဖြစ်နိုင်တော့လို့ပါပဲနောက်ဆုံးမှာတော့အာနာကိုမှားရွက်စွာအသုံးပြုခဲ့တဲ့အကျိုးဆက်ဟာသူ့စီကိုပြန်ရောက်လာပါတယ်ဉာဏ်ပညာရှိတဲ့ခေါင်းဆောင်မှုနဲ့စစ်ဗျူဟာကောင်းကောင်းမရှိခဲ့လို့သူရဲ့စစ်တပ်ဟာအကြီးအကျယ်ရှုံးနိမ့်ခဲ့ရပါတယ်တချိန်ကစီပင်ဝပြောခဲ့တဲ့မျိုးဟာပြိုလဲပြီးလူတွေဟာငတ်မွတ်ပြီးထွက်ပြေးခဲ့ရပါတယ်သူစတင်ခဲ့ရတင်ကေတာနဲ့သူ့မှာရှိရဲ့တခုထီသောစွမ်းရည်ဖြစ်တဲ့ဖျက်သီးတစ်လုံးနဲ့တောထဲကိုတယောက်တည်းထွက်ပြေးခဲ့ရပါတယ်။သူပြောခဲ့တဲ့ဒီဖျက်သီးဟာဘလို့မှမရှိတော့ဘူးဆိုတဲ့စကားကနောက်ကြမှာနောက်တော့ရတယ်ဆိုတာကိုပြသနေပါတယ်။ဘာလို့လဲဆိုတော့အတိတ်တုန်းကဖျက်သီးဘလောက်ချူချူမတရားတဲ့နီလန်နဲ့ရခဲ့တဲ့အာဏာနဲ့ဉာဏ်ပညာကင်းမဲ့မှုဟာသူရဲ့ပျော်ရွှင်မှုနဲ့နိုင်ငံရဲ့ငြိမ်းချမ်းမှုကိုအကုန်ဖျက်ဆီးခဲ့လို့ပါပဲအစစ်အမှန်ပျော်ရွှင်မှုနဲ့ရေရှည်တည်တဲ့အာဏာဟာတိဆောက်ခြင်းနဲ့ကိုကျင့်တရားနဲ့အုပ်ချုပ်ခြင်းကနေလာတာပါအကြံဖတ်မှုနဲ့တိမ့်ပိုက်ခြင်းကနေလာတာမဟုတ်ပါဘူးဒါဟာဖယေးနန်းတော်ကအသိဉာဏ်မဲ့တဲ့ကျွန်းဆိုတဲ့ဇက်လန်လေးပဲဖြစ်ပါတယ်ဒီနေ့ရဲ့ဇက်လန်လေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့တွေမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း like and subscribe လုပ်သွားပေးကြပါအောင်လို့မေတ္တာရပ်ခံလိုက်ပါရရှင်။